ညနေတနေ့စနစ်3ပုရိပေါက်ခဲ့ပါတယ်ရှင်။ဆီယာမရဲ့ဗုဒ္ဓဟူးမကျော်မွေးမင်းတင်3ပုရိတနေ့တဲပေါက်ခဲ့ပါတယ်ရှင်။ပြီးခဲ့တဲ့ဘက်ကလည်းဆီယာမမွေးပုရိတစ်စတိုက်ပေါက်ခဲ့ပါတယ်ရှင်။ယခုဘက်လည်းဆီယာမမွေးပုရိမင်းတင်3ပုရိတနေ့တဲပေါက်ခဲ့ပါတယ်ရှင်။ဆီယာမကမားရဲ့မားတယ်ပြောပါတယ်ရှင်။မှန်ရင်မှန်တယ်ပြောပါတယ်ရှင်။ဆီယာမကနဲ့မှန်ခဲ့တဲ့အပတ်တုန်းကဆိုရင်စက်တိုက်ရှိခဲ့တဲ့ရှင်ဆီယာမပရိသတ်တွေသိကြပါတယ်ရှင်စေတနာနဲ့တင်ပေးနေတဲ့ဆီယာမရဲ့စေတနာကိုအတိမတ်ပြုတ်ခဲ့ရင်အားပေးတယ်လို့ပြောခဲ့ပေးပါရှင်ဆီယာမပြောတာတိချာနားထောင်ပေးပါရှင်ချင်းချိန်နိုင်တဲ့လောက်အစားတဲ့ရင်ပေါက်တဲ့အခါအမျက်ကြံပြီးထောက်ခုံရမယ်ရှင်ဆီယာမနေတိုင်းပတ်သေးတစ်လုံးနဲ့ရွေးကွက်ဆိုလဲခဏခဏပေါက်ကြရရှင်ဆီယာမပရိသတ်တွေခဏခဏထောက်ခုံရတဲ့ရှင်ဒီလိုနေ့တွေရှိလို့ပဲဆီယာမကမပြတ်မကွက်ကြိုးစားနေတာပါရှင်ဆီယာမပရိသတ်တွေရဲ့အားပေးစကားကြောင့်လဲဆီယာမအားရှိပြီးကြိုးစားနေတာရှင်ဆီယာမရဲ့3ရက်မကျော်ဟူးမကျော်မွေးပရိတ်ဆိုလဲအပတ်တိုင်းပြက်ပြက်ရှိပေါက်ခဲ့ပါတယ်ရှင်ဆီယာမနေတိုင်းပတ်သီးတစ်လုံးနဲ့ပတ်သီးတွေကရွေးကွက်ဆိုလဲပေါက်ခဲ့တဲ့နေ့များတယ်ရှင်အပတ်တိုင်းပေါက်ပြီးထောက်ခုံကြတာဆီယာမပရိသတ်တွေသိကြပါတယ်ရှင်ဆီယာမကနန်းအမြဲမှန်အောင်လို့ဆီယာမပရိသတ်တွေအတွက်အမြဲကြိုးစားပေးနေပါတယ်ရှင်ဆီယာမစကားနားထောင်တဲ့ပရိသတ်တွေအပတ်တိုင်းပေါက်ပြီးတော့ခဏခဏထောက်ခုံရတယ်ရှင်ဆီယာမကိုအားပေးတယ်လို့တော့မပြောချင်ဘူးလားရှင်ဆီယာမပရိသတ်တွေရဲ့အားပေးစကားဆီယာမအတွက်အခွန်အားရှိပါတယ်ရှင်ဆီယာမပရိသတ်တွေရှိကဆီယာမဘာမှမတောင်းပါဘူးရှင်ဆီယာမကိုအားပေးတယ်လို့ပြောခဲ့ရင်ရပါပြီရှင်စေတနာအပြည့်ထားပြီးအပင်ပန်းခံပြီးရှာဖွေပြီးအမြဲစူးစမ်းပြီးတင်ပေးနေတာရှင်ပရိသတ်အတိတ်ကမတိကြတော့ဆီယာမရှင်းပြပြောပြပေးတာပါရှင်ဆီယာမကိုစကားများတယ်လို့တော့မပြောကြပါနဲ့ရှင်ကနန်းကစားရင်ပေါရှုံးမထိအောင်အမျက်ကြံအောင်လို့ဆီယာမကစေတနာအပြည့်ထားပြီးတော့မတိသေးတဲ့ပရိသတ်အတိတ်ကိုရှင်းပြပြောပြပေးနေတာပါရှင်ယုံကြည်မှုဆိုတာတရက်နဲ့မရပါဘူးတလနဲ့လည်းမရပါဘူးနှစ်နဲ့ချီပြီးတည်ဆောက်ရတာပါရှင်ဒါကြောင့်ပရိသတ်တွေကိုဆီယာမမလိမ်ဘူးမညာဘူးအမှန်တိုင်းပဲပြောပါတယ်ဆီယာမရဲ့ချစ်ရတဲ့ပရိသတ်တွေအတွက်ဆီယာမအမြဲတမ်းစူးစမ်းပေးနေပါတယ်ရှင်အမားနဲ့ပြီးအမှန်များအောင်ဆီယာမအမြဲတမ်းစူးစမ်းပေးနေပါတယ်ရှင်ဆီယာမကနန်းဝင်ကြည့်ကြတဲ့ပရိသတ်တွေရှိလားရှင်ရှိရင် comment မှာအသေးလေးတွေနဲ့ဆီယာမကိုအားပေးတယ်လို့ပြောခဲ့ပေးကြပါရှင်အသက်ဝင်လာတဲ့ပရိသတ်တွေကိုလည်းကြိုးဆိုပါတယ်ရှင်အဟောင်းပရိသတ်တွေကတော့ဆီယာမနဲ့ဘလောက်ကြာလိုက်လာဖေးလဲကိုယ်တိုင်သိကြမှာပါတချို့ဆို2နှစ်3နှစ်ကြော်တောင်ဆီယာမနဲ့အတူမပြတ်မကွက်လိုက်ကစားကြတာပါရှင်ဆီယာမအရန်ကိုကျေးဇူးတင်ပါတယ်2D ဆိုတာကအမားလည်းရှိတယ်အမှန်လည်းရှိတယ်ဘယ်သူမှအငြင်းမပေါက်နိုင်ပါဘူးရှင်ဒါပေမဲ့အမားနဲ့ပြီးအမှန်များအောင်ဆီယာမနေ့တိုင်းစူးစမ်းနေတာပါရှင်ညဘက်7နာရီထိကလင်ဒါတွေကြည့်ထွက်ကနန်းတွေစစ်မနက်9နာရီထိစီးရင်ပြန်စစ်ဒါတွေကိုပရိသတ်တွေမမြင်ရပေမဲ့ဆီယာမအမြဲလုပ်နေတာပါရှင်ဆီယာမကမန်ပါမခေါ်ဘူးရှင်ပိုက်ဆံမတောင်းဘူးရှင်စေတနာနဲ့ပဲလုပ်နေတဲ့သူဖြစ်လို့ပေါက်ရင်လဲပရိသတ်နဲ့အတူပြောမပေါက်ရင်လဲပရိသတ်နဲ့အတူစိတ်မကောင်းဖြစ်မိဒါပဲဆီယာမရဲ့စိတ်ပါရှင်ဒါကြောင့်ဒီတစ်ပတ်ဆီယာမအယံတေချာစဉ်းစားထားပါရဲ့ရှင်နေ့တိုင်းစာရွက်နဲ့ရေးထွက်ကနားနဲ့ပြန်ကြည့်ပြန်စစ်ထပ်စစ်မှားလို့မရဘူးဆိုတဲ့စိတ်နဲ့လှုပ်ထားတာပါရှင်အခုတော့အရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီရှင်ဒီနေ့ရဲ့အထူးကပွဲကတော့ဂျာရာဘရမနက်ကစားပွဲပါရှင်ဒီပွဲကိုဆီယာမအရန်ယုံကြည်ထားပါတယ်ရှင်။ဘာလို့လဲဆိုတော့ဆီယာမကနန်းစိုက်ပေါင်းစုံကနေအပင်မန်းခံရှိုင်ထားတာဖြစ်လို့အားလုံးတိုက်ပြီးမှပေးတာပါရှင်။အင်္ဂါနေ့မနက်9:26မိနစ်ပတ်တီကတော့တနစ်ပတ်တီကစားရှင်။တနစ်ပတ်တီကစားရှင်။မနက်တနစ်ပတ်တီစိုက်အရာထွက်ပေးရပါတယ်ရှင်။ပေါက်ပတ်တီလို့ပြောလဲမမားပါဘူးရှင်။ဆီယာမရှာတွေ့ထားတဲ့မနက်တနစ်ပတ်တီကစားပေါက်ပါစေရှင်။တနစ်ပတ်တီထပ်ပေးမှပွဲကောင်းမယ်ရှင်။ပတ်တီးကစားနိုင်တဲ့ပရိသတ်တွေပတ်တီးကစားပါရှင်ပတ်တီးမစော့နိုင်တဲ့ပရိသတ်တွေရွေးကွက်ကစားကြပါရှင်ဆီယာမတနစ်ပတ်တီးတစ်လုံးနဲ့မကစားဘူးရှင်ပတ်တီးထဲကဆီယာမရွေးကွက်3ခွက်ရွေးပေးထားပါတယ်ရှင်ဆီယာမပြောတာတေချာလိုက်ကြည့်ကြတဲ့ပရိသတ်တွေသဘောပေါက်နားလည်ရင်ဆီယာမကနန်းကစားတဲ့အခါပေါက်ပြီးထခုံရမယ်ရှင်ရွေးကွက်3ခွက်ပြောပြီးရှင်တေချာနားထောင်ပေးပါရှင်ဂျာတာပရိမနတ်9:26တနစ်ပတ်တီထဲရွေးကွက်3ကွက်ပါရှင်တနစ်စနစ်တလေးစလီ19ဆီယာမရှင်းအောင်ရွေးကွက်3ကွက်ထောက်ပြီးပြောပြပေးမှာပါရှင်တနစ်စနစ်စလီ19အင်္ဂလိပ်လိုပြောပါမယ်ရှင်12 14 19ဒီ3ကွက်ကဆီယာမအကြိုက်စူးစမ်းပြီးရွေးထားတဲ့ရွေးကွက်ပါရှင်ပတ်တီးပေါက်ပြီဆိုဆီယာမရွေးကွက်3ခွက်လဲပေါက်ကများခဲ့ပါတယ်ရှင်ဆီယာမပရိသတ်တွေကိုဆီယာမတခုပဲပြောချင်ပါတယ်မလောပါနဲ့အလီမဖြတ်ပါနဲ့ထူးဒီကစားတဲ့အခါနိုင်တဲ့လောက်ချင့်ချိန်ပြီးကစားကြပါရှင်နိုင်နဲ့ဝင်ထမ်းပြီးကစားကြပါရှင်ဆီယာမအကြိုက်တစ်ခွက်ကောင်းပြောပါမယ်ဆီယာမအကြိုက်တစ်ခွက်ကောင်းဆို13တစ်ခွက်ကောင်းလဲပေါက်ပါစေရှင်ဒါဆို
အပတ်တိုင်းဆီယာမကနန်းလိုက်ကစားရင်ပေါက်ပြီးထခုံရမယ်ရှင်ဆီယာမစကားနားထောင်တဲ့ပရိသတ်တွေအပတ်တိုင်းအမျက်ချံပါတယ်ရှင်ဆီယာမပြောကြောက်ပြီးနေတာဆီယာမပရိသတ်တွေအတွက်ပါရှင်ဆီယာမရဲ့စေတနာကိုတိတက်မြင်သက်ကြပါစေအေးအေးဆေးဆေးထားပြီးကစားစီးနီးကြကစားပါရှင်ဆီယာမကအမြဲဆီယာမပရိသတ်တွေအတွက်ရှိပေးနေမှာပါရှင်ဆီယာမကနန်းလိုက်ကစားကြရဲ့ဆီယာမပရိသတ်တွေအားလုံးကိုဆီယာမကကံကောင်းပါစေလို့ဆုတောင်းပေးပါတယ်ရှင်ထက်ပြီးပေါက်ပါစေရှင်ပတ်သီးလဲပေါက်တယ်လို့ရွေးကွက်လဲထက်ပြီးပေါက်ပါစေရှင်ပတ်သီးနဲ့ရွေးကွက်ကစားပြီးပေါက်ပါစေရှင်ဆီယာမမွေးပရိတ်တင်ပေးခတာမမဲကြနဲ့ရှင်ဆီယာမကနန်းကစားရင်ပေါက်ပြီးထခုံရမယ်ရှင်ပေါက်အောင်လို့ဆီယာမကြိုးစားပေးထားနေရှင်ပတ်သီးနဲ့ရွေးကွက်ပေါက်ပါစေရှင်ကံကောင်းပါစေရှင်ကံကောင်းပြီးပတ်သီးရောရွေးကွက်ရောပေါက်ပါစေရှင်ဆီယာမပရိသတ်တွေပေါ်အမြဲစီဒနာဖြည့်ထားပြီးကြိုးစားရှာဖွေပြီးတင်ပေးနေတဲ့ဆီယာမပါရှင်ပေါက်ပါစေရှင်